ရှင်တန်ရကဒေါံမြကြီးမောင်နီချောမိသားစုတို့မှလည်းပဲဝေပရိသာပြီးကျမ်းနဲ့တောင်အလော့တို့ပြေ၎င်းဆလန်လူရှင်တန်ရကကျမ်းရည်သူမောင်အောင်ကြီးစိုးမိသားစုတို့မှဘဝတစ်ပါးပြောင်းကျွာကွယ်လွန်သွားချသောဥတိုင်းကျော်တော်မနုတော်ယေရှုသမောအာယုန်ကြည့်၍ဝေပရိသာပြီးကျမ်းနဲ့တောင်အလော့တို့ပြေ၎င်းဆလန်လူရှင်တန်ရကကျမ်းရည်သူမိသားစုအပေါင်းတို့မှလည်းပဲဘဝတစ်ပါးပြောင်းသွားကွယ်လွန်သွားကြသောဦးအောင်ရွှေတော်ဘွားကြီးတော်ယေရှုသမောအာယုန်ပြု၍ဝေကမရွှေဆက်တော်ရာကြောင်းနိဗ္ဗာန်သောအပွဲသို့ဝေပရိသာပင်အဖြစ်လူတန်းလိုက်ရသောမြတ်ဒါနစေတနာပေါင်းတို့ကြောင့်ယခုလူရှိလူမှပေါင်းသူတော်ကောင်းတို့သည်လောကတွင်ရင်းနှီးလုံးအင်း၍နှလုံးတွင်ချမ်းမြေကိုယ်ပေါ်စိတ်ရှိယတနာမျိုးနှင့်သုံးပါးယတနာနှင့်ဤဖြစ်တဲ့ဒါနပါရမီဤကိုအတ္တမတိနာသံပါတိထမမေမလျောသောတတိဓမ္မစီတရားဖြင့်မနောကတော်တို့